အားလုံးပဲမင်္ဂလာပါ Tasty Vlog ကနေကြိုဆိုပါရစေ။ဒီနေ့တော့ထမင်းမင်းစင်မဲ့ဟင်းလေးတွေဖြစ်တဲ့ခရမ်းသီးနှံအာလူးတုပ်ငပိတူဆန်နဲ့ထမင်းစားမှာပဲဖြစ်ပါတယ်။ငပိရီလေးကမွေးလေးဆိုတော့ထမင်းစားလို့ကောင်းပါပဲ။ဖျန်ဒီနှက်ကအိနေအောင်မှတ်ထားတာဆိုတော့သမင်းနဲ့နေပြီးစားလိုက်တာစိတ်လေးနဲ့စားလို့ခေါင်းလိုက်တာအာလူတော့ရတာလေးရလဲအနေတော်လေးမလို့တကယ်ကိုစားကောင်းတော့ပါပဲဒီနေ့တော့ခရမ်းသီးနှံအာလူးတုပ်ငပိတူစရာနဲ့အဝါစားပြခဲ့ပါပြီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာဘာရေးဆက်ပြအောင်လဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး like and follow နဲ့ share လေးလုပ်ပေးဖို့မေ့ကြပါနဲ့ဦးเนาะနောက်ဗီဒီယိုတွေမှာဆုံရမယ်